အပိုင်း3ထိတင်ပြပြီးပါပြီအပိုင်း3မှာကအပိုင်း3ထိတင်ပြခဲ့တာပရိသတ်ကြီးမှတ်မိလားမသိဘူးကျွန်တော်တို့ပထမတစ်ခုကဒီအိမ်တော်ရင်ပြင်ပညီစွန်းမှုတွေမှာပထမတစ်ခုကဗာများပါလိမ့်များပြန်စဉ်းစားကြည့်ပါဦးဟုတ်ပါတယ်ဗျာကျွန်တော်တို့သွေးသားကိစ္စတက်ကြောင့်အိမ်တော်ရင်ပြင်ပညီစွန်းမှုတွေဖြစ်တတ်ကြပါတယ်ဒုတိယကဟုတ်ကဲ့ဒုတိယကငါအကြောင်းသိစေရမယ်ဆိုပြီးတော့ကိုယ့်ရဲ့အိမ်တော်ဘက်အပေါ်မှာပြန်ပြီးတော့ကလေးစားချေတဲ့သဘောနဲ့လှုပ်ဆောင်မိတတ်ကြတဲ့အိမ်တော်ရင်ပြင်ပညီစွန်းမှုရှိပါတယ်တတိယတစ်ခုကတော့ကျွန်တော်တို့မိသားစုတွင်ခုနခဲုံနဲ့ခဲမဘာညာဟောလေတခြားဒီတနွေငင်ဒဇင်ဘာတွေနဲ့တအိမ်ထဲမှာနေကြတဲ့သူနဲ့ဖြစ်စေအနေရင်းနှီးတဲ့သူနဲ့ဖြစ်စေဖြစ်သွားတတ်ကြတဲ့ညီစွန်းမှုမျိုးပါနောက်တစ်ခုကတော့ဒါကတော့အိမ်တော်ရင်ညီပြင်ပညီစွန်းတာမဟုတ်ဘူးဒါမျိုးကတော့တကယ်ကိုချစ်လို့ပါဆိုတဲ့ညီစွန်းမှုတစ်မျိုးရှိပါသေးတယ်အဲ့ဒါကတော့ဖြစ်လေဖြစ်တာရှိတာကဘာလဲဆိုလို့ရှိရင်နှစ်ယောက်မှာတယောက်ကလွတ်လပ်နေတယ်ဥပမာဆိုရပါစို့အိမ်တော်ရှိယောက်ျားနဲ့အိမ်တော်မရှိတဲ့အမျိုးသမီးနဲ့ဖြစ်ကြတာမျိုးအိမ်တော်ရှိအမျိုးသမီးနဲ့အိမ်တော်မရှိတဲ့အမျိုးသားတို့ဖြစ်ကြတာမျိုးပေါ့ဗျာအဲ့လိုမျိုးဖြစ်တဲ့အခါမှာလည်းပဲတစ်ဖက်ကနေပြီးတော့မျောနေတတ်တယ်ဘာလဲဆိုတော့ဒီစနိုက်ကြော်တဲ့မျိုးသမီးရပဲဆိုကြပါစို့ဗျာစနိုက်ကြော်တဲ့မျိုးသမီးရတယ်တစ်ချိန်ချိန်ကြရင်တော့သူ့မိန်းမကြီးနဲ့သူနဲ့ကွာမှာပဲဆိုတာကိုမျောလင့်နေတာပါဒါမှမဟုတ်ရင်လည်းဘာလဲစနိုက်ကြော်တာမဟုတ်ရင်ပရစ်ကြော်တဲ့အမျိုးသားကလည်းပြောကြသလားဆိုလို့ရှိရင်ပရစ်ကြော်မယ်ဆိုတဲ့အခါမှာသူ့လင်ကြီးတော့ကွာပြီးတစ်ချိန်ချိန်မှာတော့ငါယူမှာပဲလို့ဆိုပြီးမျောလင့်ပြီးတော့ဒါကတော့အိမ်တောင်ရေးပြင်ပညီစွန်းမှုမဟုတ်ပါဘူးလေတို့ကတကယ်ချစ်တာပါလို့ယုံစားနေတတ်တဲ့ပြဿနာမျိုးရှိပါတယ်လူဆိုတာကတော့ကိုတရားတယ်လို့အမျိုးစုံစင်ကြေပေးတတ်တဲ့မျိုးပါပဲကျွန်တော်လည်းအတူတူခုနားထောင်နေကြတဲ့ပရိသတ်လည်းအတူတူကိုတော့တရားတယ်မှတ်နေကြတာပေါ့ဗျာအဲ့လိုတရားတယ်မှတ်ပြီးတော့အဲ့လိုတရားအောင်လို့လဲကိုယ့်ဘက်ကစင်ကြေပေါင်းစုံပေးတဲ့အခါမှာဒါကခုနစကားကြမ်းမဲ့သုံးပါမယ်အိမ်တော်ကြီးဖောက်ပြန်တာမဟုတ်ဘူးဒါတကယ်ချစ်လို့ပါဆိုတဲ့ထင်အောင်မှမှုရှိသွားနိုင်ပါတယ်အဲ့ဒီထင်အောင်မှမှုကလည်းတကယ်ကြရင်ပြောကြသလားဆိုရင်သူ့ယောက်ျားကြီးနဲ့ကွာလာတာသူမိန်းမကြီးနဲ့ကွာလိုက်တာဆိုတာမျိုးကတကယ်ကြရင်90%လောက်ကဖြစ်လေဖြစ်တာမရှိပါဘူးအင်မတန်ဖြစ်တော့ဖြစ်ခဲ့ပါဒီထဲမှာမှကျွန်တော်တို့ယောက်ျားတွေကများပိုမာယာများတယ်လို့ပြောရင်ယောက်ျားသားတို့ကကျေနပ်ပါမလားမသိဘူးကျွန်တော်လည်းလုပ်ဖူးတာပေါ့အေးကမိန်းမကြီးကဘာဖြစ်နေလို့ညာဖြစ်နေလို့နတ်တန်တော့တာပေါ့ဒီဘက်ကြောက်ဟိုဘက်ရောက်တဲ့အခါကျတော့အိမ်ကြတော့လေကိုမိန်းမကြီးချစ်တာတုံလို့ဒါတကယ်အတိုင်းဒါပေမဲ့ဟိုဘက်ရောက်တဲ့အခါကျတော့ကိုမိန်းမကြီးကပဲမကောင်းလို့လို့မှန်မှာတော့စားလို့တော့လို့ကောင်းစင်ကြီးတွေလျှောက်ပေးနေတာဗျအဲ့ဒါကိုအဟုတ်မှတ်ပြီးတော့အဲ့ဒါဟိုတယောက်နဲ့တော့ကွာနိုးဘာညာဆိုတာမျောလင့်နေဆိုတာဒါတကယ်ကြလို့ရှင်ယူရာတက်ပါပဲဒါမျိုးလဲမဖြစ်ထိုက်ပါဘူးအဲ့တော့ကျွန်တော်တင်ပြခဲ့တာ၄မျိုးရှိသွားပါပြီပထမတစ်ခုကသွေးသားကိစ္စကြောင့်သွေးသားတောင်းတမှုကြောင့်ဖြစ်ရတဲ့အိမ်တော်ကြီးပြင်ပညီစွန်းမှုဒုတိယကတော့ငါအကြောင်းသိစေရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကျူးလွန်ပြကြတဲ့အိမ်တော်ကြီးပြင်ပညီစွန်းမှုတတိယတစ်ခုကမိသားစုတွင်ဖြစ်တတ်တဲ့သဘာဝနဲ့အနေနီးစပ်လို့ဖြစ်သွားတတ်တဲ့အိမ်တော်ကြီးပြင်ပညီစွန်းမှုနောက်ဆုံးအခုကျွန်တော်တင်ပြခဲ့တဲ့သဒုဋ္ဌမြောက်တစ်ခုကတော့ဘာလဲမှတ်မိသေးလားပရိသတ်ကြီးသဒုဋ္ဌမြောက်ညီစွန်းမှုကတော့အိမ်တော်ကြီးပြင်ပညီစွန်းမှုမဟုတ်ပါဘူးလေတကယ်ချစ်တာပါဆိုတဲ့ရှာဖွေကြံဖန်အကြောင်းပြမှုနဲ့ဖြစ်သွားတတ်တဲ့အိမ်တော်ကြီးပြင်ပညီစွန်းမှုပဲဖြစ်ပါတယ်စုစုပေါင်းကျွန်တော်အခု၄ခုတိတိတင်ပြပြီးဖြစ်ပါတယ်ကျန်တာနောက်2ခုပဲကျန်ပါတော့တယ်အခုလိုသီးခံနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ